ပတ်မွင့်လေးတွေကိုဒီလိုအကြွလေးတွေဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာလုပ်ပြပေးမယ်နော်ဒီလိုပြပြလေးတွေကနေပြီးတော့ဒီလိုကြွကြွလေးဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာဆက်ကြည့်ပြပါနော်အရင်ဦးဆုံးဒီအလဲမှတ်ကနေပြီးတော့အလေးနဲ့ကြဲကြဲလေးကောက်သွားမယ်အဝိုင်းလေးအတိုင်းကောက်သွားမယ်ပေါ့နော်တပတ်ပြည့်တဲ့အခါကျရင်အဲ့ဒါကိုအနောက်ဘက်ကိုဖောင်းပြီးတော့ဆွဲမယ်ဆွဲတဲ့အခါကျရင်တွန့်တွန့်လေးဖြစ်သွားရောအဲ့ဒါကိုနည်းနည်းလေးတင်းအောင်ဆွဲပြီးသွားရင်မလားတဲ့အဖက်မှာပဲတုံမယ်ပေါ့နော်ကဲရသွားပါပြီနော်အဲ့လိုလေးတွေပဲလိုက်ပြီးတော့လုပ်ပြီးရုံပါပဲနော်လွယ်ပါတယ်ရှင်ပြီးရင်အဲ့ပန်းကြွလေးတွေကိုလိုအပ်တယ်လို့ခရစ္စတယ်လေးတွေနဲ့လှလှပပလေးပုံဖော်နိုင်ပါပြီနော်